ကျွန်တော်တို့တနေ့တနေ့ဖုန်းကိုနိုင်ပေါင်းများစွာသုံးနေကြပေမဲ့ဒီဖုန်းကနေကိုယ့်ဘဝအတွက်တကယ်ကြိုးရှိမဲ့အရာတစ်ခုခုပြန်ရနေပြီလားဘာဝဒနာပါမှန်းမသိလို့ဘာလို့ရမှန်းမသိလို့လမ်းပြောင်းနေရဆိုရင်ဒီနေ့ဗီဒီယိုမှာကျွန်တော်နဲ့အတူ AI ကိုအသုံးချပြီးတင်းရဲ့ပုံကွယ်နေတဲ့အရေးချင်းနဲ့အနာဂတ်မှာငွေရှာနိုင်မဲ့နည်းလမ်းတွေကိုအတူတူရှာဖွေကြည့်ကြရအောင်ကဲကျွန်တော်တို့လက်တွေ့လုပ်ကြည့်ရအောင် AI ကိုဒီလိုမေးခွန်းလေးမေးကြည့်ပါငါကစရေးရတာဝါသနာပါတယ်စကားပြောရတာဝါသနာပါတယ်ဒါပေမဲ့နေပညာလဲစိတ်ဝင်စားတဲ့ငါရဲ့ဝါသနာကိုအသုံးချပြီး online ကနေဝင်ငွေရနိုင်မဲ့နည်းလမ်း၅ခုကိုအသေးစိတ်ပြောပြပေးပါကြည့်ပါသူကတင်းကိုလမ်းကြောင်းတွေချပေးပါလိမ့်မယ်ဒါကအစပဲရှိပါသေးတယ်ရှာတွေ့လာတဲ့လမ်းကြောင်းတွေကတခုကိုရွေးပြီးကျွန်တော်တို့တူတူလေ့လာသွားကြမယ်အရေးကြီးတာကမသိတာကိုမရှက်ပါနဲ့နေပညာကိုအသုံးချပြီးကိုယ့်ဘဝကိုမြင့်တင်ဖို့ပဲစဉ်းစားပါဒီလိုမျိုးနေပညာနဲ့ဘဝကိုတိုးတက်အောင်လုပ်မဲ့နည်းလမ်းတွေကိုကျွန်တော်အမြဲမျှဝေပေးသွားမှာပါနောက်ဗီဒီယိုမှာဘလို့စကေးကိုစလေးလာပြရမလဲမဲ့မှာပြောခဲ့ပါ Fighting Mindset Channel ကို like လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်